ထပ်ကြိုးဆိုလိုက်ပါဒါဒုတိယပိုင်းကျွန်တော်ထပ်လွှင့်နေဟာလေးရောဒါကျွန်တော်စီအန်လေးမှာရှိတယ်ဘာ view မှဘာ view ကိုနားမှာလေ ဒါဘာလဲတော့မသိဘူးအသေးပုံတွေအများကြီးပဲကျွန်တော်လိုနေတဲ့အသေးပုံလိုနေတဲ့အသေးတွေကကျွန်တော်ဒီမှာအများကြီးရှာတွေ့နေတယ်ကျွန်တော်အခုနေတာအသေးလိုနေတဲ့အသေးတွေကဒီမှာအများကြီးရှာတွေ့နေတယ်ခင်ဗျာကျွန်တော်နဲ့တော်ဆင်းပြေနေပြီဒီနေ့ကျွန်တော်လိုနေတဲ့အသေးတွေရပြီဒီမှာကျွန်တော်ကြမ်းသိမ့်လို့ဒီအသေးတွေကျွန်တော်ယူတော့မယ်ဗျာဟာကျွန်တော်တို့ရဲ့ group ဖြစ်ပါတယ်โอ้บลတော့ဟုတ်ပြီဗျာဟိုလဲတော့လဲဗျာဟာဘာလေးလဲမသိကွာဟာမိုက်ရကွာဒါကျွန်တော်ဘော်ဒါကြီးရသမားပါကျွန်တော်ဒီကောင်တော့တိတ်ဆွံပြေနေတိုင်းတောက်ရတယ်ဗျာလဲကျွန်တော်ရုပ်တော့နည်းနည်းပိုချောလာစီရောနည်းနည်းကုန်းလာတယ်လူကနော်လူကစီနည်းနည်းကုန်းလာတော့နည်းနည်းနှုံးလာတယ်ကျွန်တော်ပြီးသွားရင်ဟိုရောက်ရင်ကျွန်တော်တို့ကမ်းခြေမှာတစ်ခါထပ်တွေ့မယ်စီလေးနည်းနည်းဖြေးလိုက်အောင်မယ်ဗျာကျွန်တော်တို့ဒီကောလူစီဖြေးအောင်မယ်ဗျာလူစီကုန်းနေပြီကိုယ်လက်တွေလည်းနားနေဗျာဟိုမှာပကံမင်းသားကြီးကိုယ်လက်တွေနားလားပကံမင်းသားကြီးအဲ့ပေါင်းမြတ်သေးဆိုရင်နန္ဒလားလို့ ပကံမင်းသားကြီးကိုယ်လက်တွေလည်းနားတယ်နော်လက်စတာပါဗျာကျွန်တော်တို့မတော့နဲ့မစားတတ်တယ်ဗျာကျွန်တော်တို့ကစတာလဲ